11 mobile MPK မှာကျွန်တော်ပြန်ကြိုဆိုလိုက်ပါပြီဒီကနေ့ကျွန်တော် Sony လေးနဲ့လာထားပါတော့เนาะ Sony ကတော့ကျွန်တော်မြင်တွေ့နေရတဲ့အတိုင်းပဲ camera special camera လေးသူရဲ့ model ကတော့ ZV-1F လေးဖြစ်ပါတယ်เนาะ Sony ZV-1F လေးဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ဖွင့်ပုံဖွင့်နည်းနဲ့သူရဲ့ condition လေးတွေကိုကျွန်တော်ရှင်းအောင်ဒီကတော့11 mobile တော့ရောင်းဖို့အတွက်14,900နဲ့ရောင်းဖို့ထားပါတယ်လုံးဝ share တန့်အလုံးလေး special အလုံးလေးဖြစ်ပါတယ်เนาะဒီထဲမှာကျွန်တော်တို့ကဒီရဲ့ Sony လေးကိုသုံးမယ်ဆိုရင်ပထမဆုံးဒီမှာဖွင့်ပုံဖွင့်နည်းလေးကတော့ဒီအပေါ်မှာ power clock လေးနေပြီးဖွင့်နေရတယ်ဒါပေမဲ့ပထမဆုံးကျွန်တော်ဒီမှာဟောဒီလေးဒါဆိုရင်ကျွန်တော် power clock ကိုနေပြီးတာနဲ့ဟိုဒီမှာ power ဒီနားလေးရှိရเนาะဒီနားလေး on off ဆိုတာရှိပါတယ်ဒီအောင်နေလိုက်ပြီဆိုရင်ဆေးအောင်မီလေးနင်းပြီးဆိုရင်ကျွန်တော်တို့ဒီမှာကင်မရာလေးပွင့်သွားပါပြီဒါကိုကျွန်တော်ဒီလိုလေးလဲရမယ်လဲပြီးတော့ဒီလိုလှုပ်လိုက်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကဘာမှမမြင်ရအောင်ဆိုရင်ဒီရဲ့အဖုံးလေးကိုဖွင့်ရမှာဖြစ်ပါရဲ့နော်ဒီကအဖုံးလေးဖွင့်လိုက်ပြီဆိုရင်ကဲဒီမှာကျွန်တော်တို့မြင်တွေ့နေရတဲ့အတိုင်းပဲဟိုအထက် MacBook လေးကိုကျွန်တော်မြင်တွေ့ရပြီဒါဆိုရင်ကင်မရာတော့အသုံးပြုလို့ရပါပြီဒီထဲမှာအခုဒါမြင်တွေ့နေရတဲ့ဒီရဲ့ shot upload တော့ဒါပါလဲဆိုရင်ဒါဒီရဲ့ flash တက်မဲ့နေရာကဒီ mic ကိုလေကာဖြစ်ပါတယ်เนาะလေလေးဝင်မှာဆိုပြီးတော့ကာမဲ့ဟာလေးဖြစ်ပါတယ်မီခရိုဖုန်းကာတဲ့ဥစ္စာဖြစ်တယ်ပြီးတော့ဒီမှာ Sony ZV-1 ကတော့ကျွန်တော်ဒီလိုလေး power button လေးကို on လုပ်လိုက်ပြီဆိုရင်ဒီခလုံးနဲ့ကျွန်တော်ဓာတ်ပုံရိုက်လို့ရတယ်ဒီခလုံးနဲ့ကျွန်တော် video recording လုပ်လို့ရတယ်ဒီခလုံးနဲ့ကျတော့ကျွန်တော်တို့ဓာတ်ပုံရော video တခါတည်းဒီမှာကျွန်တော်လုပ်လို့ရပါတယ်เนาะ ISO တွေချိန်ပြီးတော့သုံးလို့ရပါတယ်ကဲကျွန်တော်တို့ဒီကင်မရာလေးကိုဝယ်ချိန်မှာကကျွန်တော် MPK ကုန်တိုက်၄လွှာပို့ပြီးတိတိတုံးမှာလာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်သုံးပုံသုံးနည်းလေးကတော့ဒီမှာ power on လုပ်မယ်ပြီးတော့ဒီရနဲ့ဓာတ်ပုံရိုက်မယ်ဒီရနဲ့ဗီဒီယိုရိုက်မယ်ဒီခလုံးနဲ့ကျွန်တော်ကဒီမှာ zoom လေးလုပ်မယ်ဟောဒီမှာလေ zoom ဒီမှာကျွန်တော်ပြပေးမယ်နော် zoom ဟောဒီလိုလေး zoom လေးလုပ်လို့ရပါတယ်အခုကတော့ဒီဖုန်းဒီရဲ့ကင်မရာကတော့ဘယ်ချိန်ကုန်တော့မှဖြစ်ပါတယ်ကဲသူ့ထက်မှာကျွန်တော် memory card တွေကဘယ်လိုထည့်မလဲလို့မေးတဲ့လူတွေရှိခဲ့သည်ရှိတော့ဒီနားလေးဒါကိုဖွင့်လိုက်မယ် slide လေးဒီလိုလေးပိတ်မယ်ဒါကို slide လေးလုပ်မယ်ဖွင့်မယ်ဒီနားလေး memory card ကို SD card ကိုထည့်ရမှာဖြစ်ပါတယ်ပြီးတော့ battery ဘယ်လိုထုံးမလဲဆိုရင်ဒီအပြာရောင်လေးကိုဒီလိုလေးစုပ်ပြီးတော့ဒီမှာ battery လေးဟောဒီလိုချမ်းမင်လုပ်တယ်ဆိုတော့လက်လေးနည်းနည်းခံလိုက်ပါအောင်ဟုတ်ပါနော်ဒီနားလေးပြန်အောင်နေပြီဆိုရင်ဒီမှာဖြည်းဖြည်းလေးထွက်ရအောင်ပြီးတော့ဒီနားမှာကျွန်တော် memory card ထည့်ရမှာဖြစ်ပါတယ် charging ကြိုးထည့်ခြင်းတော့သူများအတွက် charging ကြိုးကကြတော့ဒီဘေးမှာရှိမယ်နော်ဒီနားလေးဘေးမှာ type C နဲ့ကျွန်တော်အားသွင်းလို့ရတယ်ပြီးတော့ဒီမှာကျတော့ microphone ထည့်ခြင်းတဲ့လူတွေ microphone ထည့်လို့ရတယ်ဒီနေရာမှာကျတော့ HDMI ဒါနဲ့ HDMI ထုတ်ပြီးတော့ TV တွေမှာ extra monitor တွေမှာတွားပြီးတော့ join မှာဆိုရင် join လို့ရပါတယ်နော်တော့ဒီ model လေးကတော့ Sony ZV-1F ဒီကောင်ကဒီလိုလေးလဲရတယ်ဒီဖက်ဒီလိုအောက်ထိဒီလောက်ထိပဲရမှာနော်ဒီထက်ကျွန်တော်တို့လဲပြီဆိုရင်တော့ကျိုးသွားမှာပါအဲ့တော့ကဲတော့ပြန်ပေးလိုက်မယ်ဒီနေ့ရဲ့ဗီဒီယိုမှာတော့ကျွန်တော် basic လေးဒီ Sony model လေးကို power on off နဲ့ zoom clock ရဲ့ camera clock တွေကိုဒီမှာနည်းနည်းလေးတီးထားတင်အောင်ဆိုပြီးတော့ဗီဒီယိုလေးဖြစ်ပါတယ်ဒါကိုလည်းပြန်ပြီးတော့တက်လိုက်မယ်ကဲ Sony ZV-1F မှာချင်းတော့လို့လူများ MPK ကောင်းတဲ့လေးတော့ဟိုဘီတိတုံး11 mobile ကိုဆက်သွယ်ပြီးတော့နားခလို့ရပါတယ်ကျေးဇူးတင်ပါတယ် bye bye